အားလုံးပဲမင်္ဂလာပါဒီနေ့ကဘုရားစကားနားထောင်ခြင်းကကျွန်တော်တို့အတွက်ဘလောက်အရေးကြီးတယ်လဲဆိုတဲ့အရာဘုရားစကားနားထောင်ခြင်းကကျွန်တော်တို့အတွက်ဘလောက်အရေးပါတယ်လဲကျွန်တော်တို့အသက်တာအတွက်ဘလောက်အကျိုးရှိတယ်လဲဆိုတဲ့အရာကိုဒီနေ့နှုတ်ကပတ်တော်အဖြစ်အနေငယ်ပြန်လည်ပြီးမှခေါ်အားယူရအောင်ဆိုတော့တမန်ကျမ်းစာကိုကျွန်တော်ဖတ်ချင်ပါတယ်ရှင်လုကာခရစ်ဝင်အခန်းကြီး6အပိုင်းငယ်46ကနေ49အထိဖတ်ပါမယ်ငါစကားကိုနားမထောင်ပဲလေငါကိုတခင်ဟုအပဲကြောင်းခေါ်ကြသည်နီငါထံသို့လာ၍ငါစကားကိုကြားသည့်အတိုင်းနားထောင်တော်သူသည်အဘယ်သူနှင့်တူတနည်းဟုမူကားတိုက်ကိုတီတော့အခါနတ်စွာတူး၍ကြောက်ပေါ်မှတိုက်မြစ်ချတော်သူနှင့်တူ၏မြေရထတစ်ပြည့်ရေစီး၍ထိုတိုက်ကိုရိုက်ခတ်သောအခါကြောက်ပေါ်မှတီလက်ရှိသောကြောင့်မလုံနိုင်ရာငါစကားကိုကြား၍နားမထောင်တော့သူမူကားအခုအခါမရှိပဲမြေပေါ်မှာတိုက်ကိုတီတော်သူနှင့်သူ၏ရေစီး၍ထိုတိုက်ကိုရိုက်ခတ်သောအခါချက်ချင်းလဲ၍အကုန်အစင်ပြိုပြက်လေသည်ဟုဟောတော်မူ၏ယေရှုခရစ်တော်ဘုရားကဒီနေ့လောကထဲမှာအသက်ရှင်တဲ့အခါမှာဘလို့ကျွန်တော်ကိုဘလို့ပြောထားခဲ့တယ်လဲဆိုရင်ငါစကားကိုနားမထောင်ပဲလက်ငါကိုတခင်အပဲကြောင့်ခေါ်ကြတယ်နီဒီကနေ့ကျွန်တော်တို့အသက်တာကဘုရားပြောထားတဲ့အရာဘုရားရဲ့နှုတ်ကပတ်တော်ဘုရားရဲ့စကားကိုကကျွန်တော်နားမထောင်ပဲနဲ့ဘုရားကိုကကျွန်တော်လိုချင်တဲ့အရာတွေအမြဲတမ်းတောင်းကြတယ်ဘုရားကိုဆုတောင်းကြတယ်တခင်လို့ကျွန်တော်အမြဲတမ်းခေါ်နေကြတယ်ဒီနေ့ဘလောက်ပဲခေါ်နေပါစေတင်ဘုရားစကားကိုနားမထောင်ပဲနဲ့ဘုရားကိုခေါ်ခြင်းအရာကတင့်အတွက်ဘာမှအကျိုးထူးလာမှာမဟုတ်ပါဘူးကျွန်တော်အသက်တာထဲမှာအရေးကြီးတဲ့အရာကဘုရားစကားနားထောင်ခြင်းဖြစ်တယ်နားထောင်ခြင်းကဘလောက်ထိအရေးပါတယ်လဲဆိုရင်ဘုရားစကားနားထောင်ပြီးမှအသက်ရှင်တဲ့သူရဲ့အသက်တာကဘာနဲ့တူတယ်လဲဆိုရင်တိုက်ကိုတီတော့အခါနတ်စွာတူး၍ကြောက်ပေါ်မှာတိုက်မြစ်ချတော့သူနဲ့တူ၏တိုက်တီတဲ့အခါမှာနတ်စွာတူးပြီးမှအုံမြစ်ချတဲ့သူနဲ့တူတယ်ကြောက်ပေါ်မှာအုံမြစ်ချတဲ့သူနဲ့တူတယ်ကြောက်ပေါ်မှာတီတဲ့ရှိတော့ကြောင့်ဘာဖြစ်တယ်လဲဆိုရင်ရေစီး၍တိုက်တဲ့အခါမှာလည်းအဲ့ဒီတိုက်ကပြိုလဲစရာအကြောင်းမရှိဘူးဆိုတော့ဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာပြန်ပြီးမှစဉ်းစားဆင်ခြင်ပြီးမှပြန်ပြီးခွန်အားယူဖို့အတွက်ကဘာလဲဆိုရင်ကျွန်တော်တို့အသက်တာဘုရားစကားနားထောင်ခြင်းဖြင့်ဒီနေ့နှုတ်ကပတ်တော်ထဲမှာခရစ်တော်ဒီဟူသောနှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့အသက်တာကိုအုံမြင့်ချပြီးမှတည်ဆောက်သွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့အသက်တာဒီတစ်နေ့ထက်တစ်နေ့အောင်မြင်လာမှာဖြစ်တယ်ဘလို့မျိုးအခက်အခဲဒုက္ခပြဿနာရည်စည်းကြောင်းတွေပဲလာပါစေဘလို့မျိုးလေမုန်တိုင်းပဲကျွန်တော်အထဲမှာရဲခတ်လာပါစေဒီနေ့လောကရဲ့မုန်တိုင်းတွေဘလောက်ပဲပြင်းထန်ပါစေခရစ်တော်တည်ဟူသောနှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့ရဲ့အသက်တာဟာတည်ဆောက်ထားသောကြောင့်ပြိုလဲစရာအကြောင်းမရှိဘူးဘလောက်ပဲခက်ထန်တဲ့အရာတွေကျွန်တော်အထဲမှာရောက်လာပါစေဒုက္ခပြဿနာတွေဘလောက်ပဲများပါစေဘလောက်ပဲအချက်အတီးတွေနဲ့ကျွန်တော်ကြုံနေရပါစေကြောက်ရှာကောင်းတဲ့ဘေးအန္တရာယ်တွေနဲ့ကျွန်တော်ကြုံနေရပါစေခရစ်တော်ဒီဟူသောနှုတ်ကပတ်တော်ထဲမှာနှုတ်ကပတ်တော်ကြောက်ပေါ်မှာကျွန်တော်တို့ရဲ့အသက်တာကျွန်တော်ရဲ့ဘဝအကိုတည်ဆောက်ထားသောကြောင့်ဘလောက်ပဲတိုက်ခတ်ပါစေဘလောက်ပဲတိုက်စားပါစေကျွန်တော်တို့ရဲ့အသက်တာဟာပြိုလဲသွားစရာအကြောင်းမရှိပါဘူးအမြဲတမ်းနှုတ်ကပတ်တော်ထဲမှာတည်ဆောက်ထားသောကြောင့်ခိုင်မြဲနေမှာဖြစ်တယ်ခရစ်တော်နဲ့အတူကျွန်တော်တို့ရဲ့ဘဝအသက်တာကိုတည်ဆောက်ထားသောကြောင့်ကျွန်တော်တို့ရဲ့ဘဝအသက်တာဒီခိုင်မြဲနေမှာဖြစ်တယ်ချစ်တော်မိတ်ဆွေများဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝအသက်တာဘယ်အထဲမှာတင်သွားမလဲဘုရားစကားနားထောင်ခြင်းထဲမှာတွားဖို့အတွက်ကျွန်တော်ခွန်အားပေးခြင်းပါတယ်ဟုတ်ပြီဒါဆိုရင်ဘုရားစကားနားမထောင်တဲ့သူရဲ့အသက်တာကဘလို့ဖြစ်မလဲဘုရားစကားနားမထောင်တဲ့သူရဲ့အသက်တာကဘုရားရဲ့စကားကိုကြားတယ်ကြားပေမဲ့နားမထောင်တဲ့သူရဲ့အသက်တာကအခုအခါမရှိပဲမြေပေါ်မှာတိုက်ကိုတီတော့သူနဲ့တူရီဘာအခုအခါမှမရှိပဲနဲ့မြေကြီးပေါ်မှာဒီတိုင်းတိုက်ကိုတီထားတဲ့သူနဲ့တူတယ်အုံမြင့်ချထားတဲ့အရာဘာမှမရှိဘူးသူအသက်တာထဲမှာမြေပေါ်မှာပဲတည်ထားတဲ့အသက်ကြောင့်မို့ရေစီးပြီးမှတိုက်ခတ်လာတဲ့အခါမှာအဲ့ဒီတိုက်ကအကုန်လုံးပြိုကျသွားမှာဖြစ်တယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့အသက်တာထဲမှာလဲခွန်အားယူစရာပြုပြင်စရာပါလဲဆိုရင်ကျွန်တော်ဘုရားရဲ့စကားကိုနေ့စဉ်နေ့တိုင်းမှာကျွန်တော်ကြားနေရတယ်ကျွန်တော်တို့ကြားနေရတဲ့ဘုရားစကားကြားနေရတဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကျွန်တော်တို့
အဲ့ဒီနှုတ်ကပတ်တော်အတိုင်းအသက်မရှင်ဘူးဖခင်စကားကိုနားမထောင်ဘူးဆိုရင်ကျွန်တော်တို့အသက်တာကလည်းဒီလိုပါပဲတင်ဘလောက်ပဲစူးစမ်းပါစေတင်ဘလောက်ပဲအောင်မြင်အောင်တင်လှုပ်ဆောင်နေပါစေတင်းရဲ့စူးစမ်းခြင်းအရာတင်းရဲ့လှုပ်ဆောင်နေတဲ့အရာတခုချင်းစီတိုင်းကဘယ်တော့မှအတီမြဲမှာမဟုတ်ပါဘူးလောကရဲ့လောကဓာတ်တရားတွေနဲ့ကျွန်တော်ရင်ဆိုင်လာရတဲ့အခါမှာလောကမုန်တိုင်းတွေတိုက်ခတ်လာတဲ့အခါမှာအခက်အခဲပြဿနာတွေနဲ့ကြုံလာတဲ့အခါမှာကျွန်တော်တို့လှုပ်ဆောင်ထားတဲ့အရာကျွန်တော်တို့စူးစမ်းထားတဲ့အရာအလုံးကခရစ်တော်ဒီဟူသောနှုတ်ကပတ်တော်ဖခင်စကားထဲမှာတည်ဆောက်ထားသောအရာမဟုတ်တဲ့အတွက်ကြောင့်မို့အလုံးပြိုလဲပျက်စီးတော့မှာဖြစ်တယ်။အဲ့ဒီအရာကိုတင်ခံနိုင်ပါမလား။ဒါကြောင့်ချစ်တော်မိတ်ဆွေများဒီကနေ့နှုတ်ကပတ်တော်အပြည့်ခွန်အားပေးခြင်းတဲ့အရာကပါလေ။ဖခင်စကားတည်ဟူသောနှုတ်ကပတ်တော်ကိုကျွန်တော်တို့ကြားတယ်ကြားတဲ့ဖခင်ရဲ့စကားကိုနားထောင်ဖို့အတွက်အင်မတန်မှအရေးကြီးပါတယ်။နားထောင်ခြင်းကကျွန်တော်တို့အသက်တာအတွက်အဓိကအကျဆုံးသောအရာဖြစ်တယ်။တင်ဖခင်စကားနားထောင်ပြီးမှတင်လှုပ်ဆောင်တဲ့အမှုအရာတခုချင်းစီတိုင်းကတင်အတွက်ဘယ်တော့မှအရှုံးရှိမှာမဟုတ်ပါဘူး။ဖခင်စကားအပေါ်မှာတင်တွားနေတော့ကြောင့်ဖခင်ရဲ့ဂတိတော်အပေါ်မှာတင်တွားနေတော့ကြောင့်တင်ရဲ့အသက်တာဟာတနေ့ပြီးတနေ့အောင်မြင်လာဖို့ပဲရှိပါတယ်။ခုချိန်မှာတင်ဘလိုမျိုးအခြေအနေမှာပဲရှိနေပါစေ။တင်ဘလောက်ပဲအခုအချိန်မှာနှုံချနေပါစေတင်ဘလောက်ပဲအခုအချိန်မှာကြာရှုံးနေပါစေဖခင်ရဲ့စကားအပေါ်မှာတင်နားထောင်ပြီးမှဖခင်ရဲ့နှုတ်ကပတ်တော်ထဲမှာခရစ်တော်ထဲမှာကျွန်တော်တို့ဘဝအသက်တာကိုတည်ဆောက်သွားမယ်ဆိုရင်ဒီနေ့ကျွန်တော်တို့ဘဝအသက်တာအောင်မြင်လာမှာဖြစ်တယ်ဖခင်ကကျွန်တော်တို့ကိုအချိန်တန်တဲ့အခါမှာဖခင်ကကျွန်တော်ကိုနိုးထအခွင့်ပေးလာမှာဖြစ်တယ်ကျွန်တော်ကိုလွတ်လပ်ခွင့်တွေဖခင်ကကျွန်တော်ကိုပေးလာမှာဖြစ်တယ်အောင်မြင်တဲ့အခွင့်ကိုဖခင်ကကျွန်တော်ကိုပေးမှာဖြစ်တယ်အရေးကြီးတဲ့အရာကဘာလဲဆိုရင်ယခုအချိန်မှာကျွန်တော်အသက်ရှင်နေတဲ့အချိန်ကာလမှာကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုအရာတခုချင်းစီတိုင်းကျွန်တော်တို့ရဲ့ကြိုးစားနေတဲ့အရာတခုချင်းစီတိုင်းကျွန်တော်တို့အသက်တာတစ်ခုလုံးကိုဖခင်ရဲ့စကားနှုတ်ကပတ်တော်ထဲမှာခရစ်တော်ထဲမှာကျွန်တော်ကတည်ဆောက်သွားဖို့ဖြစ်တယ်ခရစ်တော်ထဲမှာတစ်ဆင့်ပြီးတစ်ဆင့်ကျွန်တော်တည်ဆောက်သွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့အသက်တာအချိန်ကျတဲ့အခါမှာကြီးမားတော့အောင်မြင်ခြင်းနဲ့ဖခင်ကကျွန်တော်ကိုချီးမြှောက်မှာဖြစ်တယ်။တို့တော့လေဖခင်ရဲ့စကားကိုနားမထောင်ဘဲနဲ့ကျွန်တော်တို့ရဲ့အစွမ်းအစအแท้မှာပဲကျွန်တော်အားကိုးမယ်။ကျွန်တော်တို့ရဲ့လုံနိုင်တဲ့အရာကျွန်တော်တို့တတ်နိုင်ခြင်းကျွန်တော်တို့ရဲ့ပညာတွေထဲမှာကျွန်တော်အားကိုးပြီးမှဖခင်စကားနားမထောင်ဘဲခရစ်တော်ထဲမှာမတည်ဆောက်ဘူးဆိုရင်ကျွန်တော်တို့အတ္တတာကဘာဖြစ်လာမလဲဆိုရင်တကယ်အခုချိန်မှာဘလောက်ပဲအောင်မြင်နေပါစေတကယ်အခုချိန်မှာဘလောက်ပဲဟောလိတကြောဖြစ်နေပါစေတင်းရဲ့ဘဝဟာတနေ့ပျက်စီးသွားမှာဖြစ်တယ်လောကရဲ့မုန်တိုင်းရေစီးကြောင်းတွေလာတဲ့အခါမှာတိုက်ခတ်လာတဲ့အခါမှာလောကရဲ့အခက်အခဲပြဿနာတွေတိုက်ခတ်လာတဲ့အခါမှာကျွန်တော်တို့လှုပ်ဆောင်ထားတဲ့အရာကျွန်တော်တို့အောင်မြင်နေတဲ့အရာတွေအားလုံးကတနေ့အကုန်လုံးပျက်စီးသွားမှာဖြစ်တယ်အဲ့ဒီပျက်စီးခြင်းကဘယ်တော့မှပြန်ပြီးမှထလာစရာအကြောင်းမရှိတော့ဘူးဒါကြောင့်ကျွန်တော်လက်ရှိအသက်ရှင်နေတဲ့အခါမှာကျွန်တော်တို့ရဲ့ဘဝအောင်မြင်သောဘဝကိုရရှိဖို့အတွက်ခရစ်တော်အလိုလိုရှိတော်ဘုရားသခင်အလိုလိုရှိတဲ့အသက်တာထဲမှာရောက်ရှိဖို့အတွက်ထိုဘုရားရဲ့စကားတည်းဟူသောနှုတ်ကပတ်တော်ကိုကျွန်တော်နေ့စဉ်နေ့တိုင်းအဲ့ဒီဘုရားရဲ့စကားကြားတဲ့အရာကိုလက်တွေ့အသက်တာထဲမှာနားထောင်ပြီးမှလက်လျှောက်ဖို့အတွက်ပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝအသက်တာကိုလောကအရာထဲမှာတည်ဆောက်ထားခြင်းမဟုတ်ဘဲနဲ့ဘုရားရဲ့စကားတည်းဟူသောနှုတ်ကပတ်တော်ခရစ်တော်တည်းဟူသောတိုက်မြစ်အပေါ်မှာကြောက်အပေါ်မှာကျွန်တော်တို့ရဲ့ဘဝအသက်တာကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးကိုတည်ဆောက်ရအောင်လို့ဒီနေ့နှုတ်ကပတ်တော်အပြင်အနည်းငယ်ဝင်ကတိုက်သွင်းရင်းနဲ့ခွန်အားပေးလိုက်ပါတယ်။အရောက်ချင်းစတဲ့ပုံမှာဖျားရှင်ကောင်းချီးပေးပါစေ။